ချက်စီးတင်းနဲ့ဘာစီလိုနာတင်းတို့ကစားသွားခဲ့တဲ့ဒီချန်ပီယံလိပွဲစဉ်မှာမာရက်စကာကမတူညီတဲ့ set piece ပုံစံတစ်ခုကိုသူအသုံးပြုရတယ်။အဲဒီ set piece ကနေပြီးတော့ overload တစ်ခုကိုဖန်တီးပြီးတော့တွင်ကိုရပါတယ်။ဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်ဒီနေ့ရှင်းပြမယ်။ဆိုတော့အရင်ဆုံး overload ဆိုတာဘာလဲ overload ဆိုတာကဒါအလွယ်ပြောရရင်တော့လူအသားကြီးရောက်အောင်ဖန်တီးပြီးတော့ကစားတာပြောရရင်တိုက်စစ်ကစားတဲ့အခါမှာလေတိုက်စစ်မှာလူအသားရောက်အောင်ဖန်တီးပြီးကစားတာခန်းစစ်ကစားတဲ့အခါမှာလည်းခန်းတက်မှာလူအသားရောက်လူအသားဖြစ်အောင်ဖန်တီးပြီးတော့ကစားတာဆိုတော့ဟိုတဘောကတော့ဟို2 versus 3 armor 1 versus 2ပြီးရင်3 versus 2ပြီးရင်4 versus 3အဲ့လိုမျိုးပေါ့နော်ဟိုလူအသားကြီးရနေအောင်ဖန်တီးပြီးကစားတာကိုဒါ overload လုပ်တယ်လို့ခေါ်တယ်ပေါ့ဆိုတော့ဒီမှာဒီကျွန်တော်တို့ဒီ Champions League ပွဲစဉ်မှာချက်စီးတင်းရဲ့ set speed system ကခုလိုမျိုး overload လုပ်ပြီးတော့ဖန်တီးပြီးတော့ကစားသွားတယ်အဲ့ဒါကိုပြောပြမယ်ဆိုတော့ဒီမှာကဒီအချိန်ဒီမှာကဒါ SD ဘောင်းက corner take ကဆိုတော့ corner မကန်ခင်မှာကူကူရလာရဲ့ကာနာချွေကဒါဘောလုံးစင်တောင်းတယ် SD ဘောင်းချိန်မှာဘောလုံးစင်တောင်းပြီးတော့ဆက်ချက်ကပြင်ကိုထွက်လာတယ်ဆိုတော့အဲ့အတွက်သူတို့နှစ်ယောက်ဆင်းလာတဲ့အတွက်ဘာစီလိုနာရဲ့defense system ကနေလေနှစ်ယောက်ကထွက်ပြီးတော့သူတို့မာကင်လိုက်ယူရတယ်ဆိုတော့ဒီမှာကူကူရလာကိုဒီကြောင်ကလိုက်ပြီးမာကင်ယူထားတယ်ဖာရန်ကတော့ကာနာချူကိုမာကင်ယူထားတယ်ဆိုတော့အဲ့ဒီမှာအဲ့ဒီအခြေအနေဒီကဒါကူကူရလာဘတ်ဆက်ဒီကြောင်နောက်ကာနာချူဘတ်ဆက်ဖာရန်လို့ပြောလို့ရတယ်ဆိုတော့2 versus 2ဒါ overload ဖြစ်သေးဘူးဒါပေမဲ့ဘာမှဖြစ်သွားလဲဆိုလို့ရှိရင် SD ဘောင်းကကူကူရလာကိုစပြီးပေးလိုက်တဲ့အချိန်မှာ SD ဘောင်းကလူဘူးတယောက်ဖြစ်သွားပြီဆိုတော့အဲ့မှာ3 versus 2ဖြစ်သွားပြီဆိုတော့အဲ့မှာ overload ဖြစ်ပြီဆိုတော့ overload ဖြစ်တော့ဘာဖြစ်လဲဆိုလို့ရှိရင်2 versus 3ဖြစ်တာကြောင့်မလို့1တက်တီနဲ့ AC ကြောဖြတ်ပြီးကစားလို့ရတယ်ဆိုတော့အခုလည်းဒီတိုင်းပဲကူကူရလာက SD ဘောင်းကိုဘောလုံးပြန်ပေးတဲ့အချိန်မှာဒီကြောင်ကဒါမာကင်ပါလာပြီဘောလုံးနောက်ကိုလိုက်လာပြီဆိုတော့SD ဘောင်းစီဒီကြောင်ကရောက်လာတယ်ဆိုတော့အဲ့မှာကူကူရလာအနောက်မှာကြံခဲ့ပြီဆိုဒါပေမဲ့ဘာစီလိုနာရဲ့ defense line နဲ့အတန်းလည်းဖြစ်နေခဲ့တယ်ဆိုတော့ SD ဘောင်းကကာနာချိုပြန်ပြီးတယ်ကာနာချိုကဖာရန်နဲ့ဒီကြောင်ရဲ့ကြားထဲမှာစပေးရနေတဲ့ကာနာချိုကိုဟိုဘောကူကူရလာကိုဘောလုံးပြန်ပြီးတယ်အဲ့ရဒီမှာကိုဖြစ်သွားတယ်ဒါလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ဒါတော့ Wami Chelsea YouTube channel ပါအခုလို content မျိုးလေးတွေသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားလို့ရပါတယ်ပြီးရင်ခေါင်းလောင်းလေးနှိပ်ခဲ့ဖို့လည်းမမေ့ပါနဲ့